ကတော့ငါးတိတာတုတ်လှုပ်ရှားမှာဖြစ်ပါတယ်ဒီငါးတိတာထဲမှာထည့်မဲ့ပစ္စည်းတွေကတော့ခရမ်းချင်တီးပါခရမ်းချင်တီးလေးကိုတော့နှလုံးလောက်ထည့်မယ်နော်သူ့ကိုဒီလိုမျိုးအပိုင်းပိုင်းလေးနှီးထားမယ်နှလုံးဆိုတာကခဏလောက်အရွယ်လေးပေါ့နော်နှလုံးဒါကတော့အိမ်ကထွက်တဲ့ခရမ်းချင်တီးလေးပါပြီးရင်စက်သွန်မီလေးလုံးကိုဒီလိုမျိုးပပလေးလေးမယ်ပြီးရင်စက်သွန်ဖြူဒီလိုမျိုးဒါမထောင်းထားဘူးနော်နှုတ်ဆင်းထားတာပါပြီးတော့မှဒါကတချို့ကတော့ရှမ်းနနန်လို့လည်းခေါ်ကြတယ်တချို့ကလည်းကလာနနန်လို့ခေါ်ကြတယ်နော်နိုင်ငံတကာနနန်လို့ပဲပြောတော့မယ်နော်ပြီးတော့မှတံမြာကြီးကိုလည်းနှလုံးထည့်မယ်နော်ပြီးတော့ပူစီလန်စပလင်ဒီနေ့ထည့်မယ်ပြီးလို့ရှိရင်ငရုတ်သီးစိမ်းကိုလည်း3တောင်းလောက်ထည့်မယ်နော်အခုတော့မယ်ငါတက်တာကတော့ဒီလိုငါတက်တာပေါ့နော်သူကခင်းချင်ဒီ sauce အထဲမှာရှိရယ်အဲ့ဒါနဘူးနောက်ပြမှဒါတဘူးထည့်တော့မှာပါဒီကကြတော့သူကကြော်ပြီးတော့မှအစက်နဲ့ကြော်ထားတာမို့လို့ဒီဟာပါရောပြီးထည့်မယ်အားလုံးပေါင်း3ဘူးတုံးမယ်တုတ်တဲ့ချိန်မှာတော့ဒီအစာပလာတွေကိုအရင်တုံးမယ်နော်စက်သွန်မီထည့်မယ်စက်သွန်ဖြူပြီးရင်နိုင်ငံတကာနန်ထည့်မယ်ရုပ်တီစပယ်ဒီမှာပူစီလန်မထည့်မယ်တမယာရေးထည့်မယ်အရသာမုံကိုတစုံလောက်ထည့်မယ်နော်ပြီးရင်ရုပ်သီးစီချက်ကိုလည်းနည်းနည်းထည့်မယ်ဒါကိုအရင်တုပ်လိုက်မယ်နော်ဒီစားသမလာပြီဆိုရင်တော့ငါတိတ်တာထည့်မယ်ငါတိတ်တာကို3ဘူးလုံးထည့်မယ်နော်ဒီလိုဘူးပြလေဘူးရှည်ထက်ငါအကောင်ကြီးတော့မလို့စားလို့အရင်ကောင်းတယ်ဘူးရှည်ကငါအကောင်တအားသေးတယ်နော်အဲ့ဒါဝယ်တဲ့ချိန်မှာတေချာလေးရွေးဝယ်ဖို့ပေါ့နော်တလူကငါအကောင်ကြီးပါလေငါအကောင်ကြီးတော့လေအသားများတော့နော်အသားများတော့စားလို့ကောင်းတယ်ဒါလေးကိုနားအောင်လေးလိုက်မယ်နေလို့တမပါပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာခရမ်းချင်ဒီထည့်ပါမယ်ခရမ်းချင်ဒီနောက်ဆုံးမှထည့်တာကခရမ်းချင်ဒီမကြည့်တော့အောင်လို့ပေါ့နော်ခရမ်းချင်ဒီကြည့်ရရင်စားလို့တိတ်မကောင်းတော့လို့ပဲနော်ခုဆိုရင်ပြီးပါပြီပကံတဲကိုထည့်ပြီးစားလို့ရပါပြီโอเคပြီးပါပြီငါဆိုလည်းကြည်ကြည်ပဲကြည့်အောင်နော်ဒီဟာကတော့ဒါငါကြော်ဒီဟာကစားရနည်းနည်းချိုးတယ်နော်ပြီးမကန်နဲ့ထည့်လိုက်အောင်မယ်တူစားကြမယ်လေနော်ကြည့်ပါဦးအရင်စားလို့ကောင်းတယ်အရင်လာတယ်နော်အရင်လည်းအရသာရှိတယ်စားလို့ကောင်းလို့မျှဝေပြစေနော်ကြည့်ရှုအားပေးကြတဲ့အားလုံးနဲ့ကျမ်းမာရှင်လန်းချမ်းမြေ့ကြပါစေနော်